အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကင်မရာရှေ့မှာထိုင်ပြီးတော့စကားပြောတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ့်ကိုရိုက်ကြည့်တယ်ဒါပေမဲ့အဆင်ပြေတဲ့ဗီဒီယိုသိမရဘူးအဲ့လိုဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကဒါကိုလေ့ကျင့်လို့ရနိုင်တယ်ဆိုတာကျွန်တော်ကသိတော့ YouTube မှာကျွန်တော်ရိုက်ရှာတယ်ဘယ်လိုစကားပြောရမလဲပေါ့နော်ကင်မရာရှေ့မှာအဲ့မှာငါတို့လိုပဲ YouTuber တယောက်တင်ပေးထားတယ်ဟိုမှာသူ့ရဲ့နေစနစ်လေးကိုကျွန်တော်သဘောကျလဲဟိုကပြန်ပြီးစမ်းကြည့်တာပေါ့နော်ပထမဆုံးရေးကြည့်တဲ့ချက်ကပါလဲဆိုတော့ဆယ်ဖီနဲ့ကိုမရိုက်ပါနဲ့တဲ့သူကဆယ်ဖီနဲ့ရိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအပြင်ကိုပြင်သွားတယ်ပါညာဆိုလို့ရှိရင်ကိုယ့်အကူမှန်ရှိမှာခဏတာပဲဖီးမယ်လိမ့်မယ်ပြင်ဆင်မယ်မိတ်ကပ်လူရဲ့လူကလူးမယ်ပေါ့နော်သပင်ကောင်းဖီးမယ်ပါညာပြီးလို့ရှိရင်ဟိုတော့အပြင်ထွက်ပြီးတော့တခြားလူမှုစံရင်တွေပဲမှာတွေ့တဲ့ကြုံတဲ့စကားပြောကြတယ်ပါညာဆိုလို့ရှိရင်ကိုယ့်ကိုမမြင်ရတော့ဒါအမြဲတမ်းကျွန်တော်တို့ used to ဖြစ်နေတဲ့ကိစ္စပေါ့အဲ့မှာပဲကျွန်တော်မှန်ကြီးကိုကြည့်ပြီးတော့စကားပြောနေဆိုလို့ရှိရင်ကိုယ့်ပုံကြီးကိုမြင်ရတာလူစံကြီးဖြစ်နေတာဆိုတာအဲ့လိုလူစံကြီးဖြစ်နေတဲ့ပြဿနာကိုရှောင်လွှဲဖို့ရအတွက်ကောင်းတာကတော့ကင်မရာကိုပဲလက်မထားလှည့်ထားပါဘောလေဒါပေမဲ့ဆက်ပြီးမလုံးနဲ့ဟိုပဲနဲ့အမြဲတမ်းဒီကင်မရာကိုမကြည့်ဘဲနဲ့အလွတ်ပြောခိုင်းတာသူကအဲ့နီလန်းလေးမစိုးဘူးတင်တယ်အဲ့တော့ကျွန်တော်ခုတည်းကစမ်းကြည့်တယ်ကျွန်တော်ပုံကျွန်တော်မမြင်ရဘူးအဲ့တော့ကျွန်တော်ပြောနေတာကိုအားလုံးပို့စိုက်လို့ရတယ်နှမို့ရင်ကိုမျက်နှာကြီးကိုမင်းနေရတဲ့အခါကျတော့တကယ်ကိုပြောချင်တဲ့စကားတွေကပျောက်သွားကိုပုံကြီးကိုပြန်ကြည့်ပြီးတော့လေဆိုတော့အခုဒါကျွန်တော်ရဲ့ဒါပထမဦးဆုံးကျွန်တော်သူ့ရဲ့နီးစနစ်တိုင်းစမ်းကြည့်တဲ့ဗီဒီယိုဖြစ်ပါတယ်ကျွန်တော်ရဲ့ channel မှာလည်းဒီဟာကိုတင်ထားမှာပေါ့နော်တင်ထားတဲ့လက်စနဲ့ကျွန်တော်အခုဒီကျွန်တော် YouTube channel ကိုလုပ်နေကြတာကျွန်တော်ကြာပြီတော်တော်လေးကြာပြီဒါပေမဲ့မအောင်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကောင်းမလုပ်ပြည့်သေးဘူးအခုဒီပထမဆုံးခုလိုမျိုးစကားပြောရတဲ့ဟာကိုအဆင်မပြေဘူးကိုပြောတဲ့ဟာကိုလည်းကိုမကြိုက်ဘူးအဲကြောင့်ကျွန်တော်ဘာဗီဒီယိုမှမတင်ပြသေးပဲနဲ့နိုင်ထားခဲ့တာပေါ့နော်ခုဗီဒီယိုလေးတော့ကျွန်တော်တင်ထားလိုက်မယ်နောက်ချိန်မှာအားလို့ကြည့်ပြီးတော့ကိုအဲ့လိုစမ်းသက်လို့ရအောင်အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်လို့ကျွန်တော်ဒီဗီဒီယိုကိုတင်มาဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ပေးဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်